Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့မြန်မာဘက်ကနေပြီးတော့မှဂျပန်ကိုအလုပ်လာလုပ်ဖို့အတွက်စူးစမ်းနေကြတဲ့မောင်လေးညီမလေးတွေရှိမယ်တငယ်ချင်းတွေရှိမယ်ဒီဂျပန်ဘက်မှာလည်းပေါ့နော်အလုပ်ပြောင်းဖို့အတွက်စီစဉ်နေကြတဲ့သူလေးတွေအတွက်ပေါ့နော်ကိုယ့်ရဲ့ interview နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေကို sharing လေးလုပ်ပေးခြင်းတာဖြစ်ပါတယ်ပေါ့နော်အရန်တီးလို့တက်လို့လုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ experience အရာပေါ့နော်ကိုဖြေခဲ့ရတဲ့ interview တွေနဲ့ပတ်သက်ပြီးတော့ရောက်တော့မှဘယ်လိုမျိုးလေးတွေမေးပြီးတော့ဘယ်လိုမျိုးလေးဖြေဆိုရတယ်ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ရောက်တော့ကိုသိတဲ့အပိုင်းလေးတွေကိုပြန်လည်ပြီးတော့မျှဝေခြင်းသာဖြစ်ပါတယ်ဒီပိသားသူတွေအတွက်ကရောက်တော့ကိုယ့်အတွက်အသုံးဝင်မှုဆိုလို့ရှိရင်ကတော့ကြော်သွားပေးလို့ရပါတယ်ရှင်အဲ့ပေါ့နော်အဲ့တော့ဒီ interview နဲ့ပတ်သက်တဲ့အပိုင်းလေးကိုစပြောမယ်ပေါ့နော်ဒီမြန်မာဘက်မှာပဲဖြစ်ဖြစ်ဒီဂျပန်ဘက်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကအလုပ်လျှောက်တဲ့အခါမှာဒီ company ဘက်ကနေပြီးတော့မှကိုအလုပ်ခန့်တဲ့အခါမှာဆိုလို့ရှိရင်ကကြတော့ဒီပေါ့နော်ဒီမဖြစ်မနေလုပ်ရတဲ့အပိုင်းပေါ့နော် interview ဆိုတာရှိပါတယ်အဲ့တော့ဒီဂျပန်ဘက်မှာပေါ့နော်ဒီ interview ပြုတဲ့အခါမှာပေါ့နော် interview ဖြေဆိုရတဲ့အခါမှာကြတော့ဒီကြည့်ကိုရှော့ကိုင်းလို့ခေါ်တဲ့ကိုမိတ်ဆက်ရတဲ့အပိုင်းရှိတယ်ပေါ့နော်မဖြစ်မနေပြောရတဲ့အပိုင်းလို့တော့မဟုတ်ဘူးပေါ့နော်ဒီပေါ့ဟက်ကန်ဆက်ကီကဟက်ကန်ဆက်ကီမန်စစ်စစ်တွေမှာဆိုလို့ရှိရင်ကတော့ဒီအပိုင်းကဒီကြည့်ကိုရှော့ကိုင်းကကြတော့မဖြေရတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီလုပ်ငန်းလိုအပ်ချက်အရလုပ်ငန်းခွင်မှာသွားတွေ့ပြီးတော့ရောက်တော့ဒီမိကွန်းလေးတွေနည်းနည်းပမေးမယ်ကိုဘက်ကနေပြီးတော့မှဒီပေါ့နော်ဖြည့်ဆို့ရတဲ့အပိုင်းလေးတွေပေါ့နော်အနည်းငယ်ပဲရှိပြီးတော့ဒီတုတ်နဲ့ပေါ့နော်ပြီးသွားတဲ့ခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့လို့ဒီစိတ်ဆိုင်အင်တာဗျူးတွေမှာကရောက်တော့ဒီပေါ့နော်ဒီကြည့်ကိုရှော့ကိုင်းကကြတော့ပြောရတယ်ပေါ့နော်ဒီအင်တာဗျူးပြုတဲ့အချိန်ကလည်းပေါ့နော်ဒီကုမ္ပဏီနဲ့လိုက်ပြီးတော့ကြတော့တနာရီကနေပြီးတော့မှ2နာရီထိကြာနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့စိတ်ချရင်ပေါ့နော်သူအမြဲတမ်းဝန်တန်းခန့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ဒီပေါ့စိတ်ကကုတွေကဘယ်လိုမျိုးတွေရှိတယ်ပေါ့နော်ကိုယ့်ရဲ့ဒီပေါ့နော်သူ့ရဲ့အလုပ်ပေါ်မှာကိုကဘယ်လောက်ပြီးတော့စိတ်ဝင်စားမှုရှိတယ်ပေါ့နော်အဲ့ပြီးကြတော့ဒီလူကဆိုလို့ရှိရင်ဒီအနာဂတ်မှာဘယ်လိုမျိုး plan နေရှိတယ်ပေါ့နော်သူတို့ကုမ္ပဏီမှာရေရှည်လုံးမလုပ်သေးအဲ့လိုမျိုးတွေပေါ့နော်အများကြီးမိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကြာချိန်ကကြတော့တနာရီကနေပြီးတော့မှ2နာရီအထိကြာနိုင်တယ်ပေါ့နော်အဲ့တော့ဒီကြည့်ကိုရှော့ကိုင်ပြောတဲ့အခါမှာကြတော့ဒီရိုးရိုးအလွတ်ပြောတာရှိတယ် presentation view နဲ့ပေါ့နော်ဖြေတဲ့အပိုင်းရှိမယ်ပေါ့နော်ဒီရိုးရိုးအလွတ်ပြောတာကရောက်တော့ဒီလွယ်ကူကူနဲ့ပြောလို့ရတယ်ဆိုပေမဲ့ဒီ presentation view ပြပြီးတော့ပြောတဲ့အပိုင်းမှာကရောက်တော့ဒီကိုကဒီပေါ့နော်စနစ်တကျပေါ့နော်ဒီ presentation view ကိုပြပြီးတော့ရှင်းပြနိုင်တယ်ဒီ interviewer ကိုစိတ်ဝင်စားအောင်ကိုယ့်ရဲ့လုပ်ငန်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးနိုင်နေဆိုရင်ကတော့အဲ့ဒီအပိုင်းကအမှတ်ပို့ပြီးတော့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးပေါ့နော်ဒီ interview နဲ့ပတ်သက်ပြီးတော့ဒီ presentation ကြီးကိုပဲပြပြီးတော့ဒီစာဖတ်တယ်လို့မျိုးရွတ်ပြနေရဆိုရင်ကကြတော့ပေါ့နော်မကောင်းဘူးပေါ့နော်တခုဒီကြံပေးချင်တာကကြတော့ဒီ presentation view ပြပြီးတော့ဒီပေါ့နော်စနစ်တကျလေးတွေပြောပြပေးမယ်ကိုယ့်ရဲ့ experience လေးတွေကိုလည်းပဲဒီ interviewer ကစိတ်ဝင်စားအောင်ပေါ့နော်ဒီလုပ်ငန်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီ interviewer ကစိတ်ဝင်စားအောင်ပြောပြပေးနိုင်နေဆိုရင်ကတော့အဲ့ဒီအပိုင်းကပို့ပြီးတော့အမှတ်ပို့ရတယ်ပေါ့နော်အဲ့တော့ကြည့်ကိုရှော့ကိုင်းပေါ့နော်ကိုမိတ်ဆက်တဲ့အခါမှာဘာလို့ပြောရမလဲဆိုရင်ဒီပေါ့ပထမဆုံးကကြတော့ကိုယ့်ရဲ့နာမည်ပေါ့နော်နာမည်ကတော့ဘယ်သူဖြစ်ပါတယ်ပြီးတော့အသက်ပေါ့နော်ကိုယ့်ရဲ့အသက်ကတော့ဘယ်နှစ်ဖြစ်ပါပြီနောက်ပြီးတော့ကိုကအိမ်အောင်တယ်လားလူပြိုလူလော်လားဆိုတာပြောရမယ်နောက်ပြီးတော့ဒီပေါ့နော်ကိုကဘယ်နှစ်ခုနှစ်မှာဘယ်တက်သူကနေပြီးတော့မှဗာမေချာနဲ့ဝယ်ရခဲ့ပါတယ်ဒီကိုရဲ့ဒီလုပ်ငန်းအတွေ့အကြုံပေါ့နော်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကတော့ဒီဘယ်ကုမ္ပဏီမှာပဲဘေယာတူးနဲ့ဘယ်နှစ်နှစ်ထိပေါ့နော်အလုပ်လုပ်ခဲ့ပါတယ်နောက်ပြီးတော့ဒီဂျပန်စာအရေးချင်းပေါ့နော်အခုကတော့ N2 အောင်ထားပြီးပြီ N1 ဖြေဖို့လုပ်နေတယ်ပေါ့နော်ပြီးတော့ဒါမှမဟုတ်ရင်လည်း N3 အောင်ထားပြီးသွားပြီ N2 ဖြေဖို့လုပ်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်နောက်ပြီးတော့ဒီဟာပေါ့ဝါသနာပေါ့နော်ဝါသနာတော့ထည့်ပြောလို့လေးရတယ်မပြောလို့လေးရတယ်ပေါ့နော်အဲ့လောက်ကြီးအရေးကြီးတဲ့ပိုင်းတော့မဟုတ်ဘူးအဲ့ဆိုရင်တော့ကြီးကိုရှော့ကိုင်းတဲ့ပတ်သက်ရင်ကတော့အဲ့လောက်ပဲပေါ့နော်နောက်ဆုံးမှာကြတော့ဒီအလွတ်ပြောတဲ့သူတွေအတွက်ကရောက်တော့ပေါ့နော်ခန်တန်ဒေဝါကိုဆိုင်မတ်ကဝါတချီနိုကြီးကိုရှော့ကိုင်းဝါအီဂျိုဒက်စ်ယောရရှိကူအိုနေကိုင်းရှိမတ်ငါရဲ့ကြီးကိုရှော့ကိုင်းပေါ့နော်ကိုမိတ်ဆက်တာကတော့လွယ်ကူတယ်ပေါ့နော်လွယ်ကူနဲ့မိတ်ဆက်တာလေးကတော့ပြီးသွားပါပြီကိုကြီးဆောင်ရှောက်ပေးပါအဲ့လောက်နဲ့ပဲပေါ့နော်ပြီးသွားတာပေါ့ဒီ presentation မဟုတ်ဘဲနဲ့အလွတ်ပြောတာကရောက်တော့အဲ့လိုမျိုးလေးပြောလို့ရတယ်ပေါ့နော်အဲ့ဆိုရင်တော့ဒီကြီးကိုရှော့ကန်ကိုမိတ်ဆက်တဲ့ဘိုင်းကပြီးသွားပြီကုမ္ပဏီဘက်ကနေပြီးတော့မကိုပေါ့နော်မိကွန်းလေးတွေမေးမဲ့အပိုင်းရှိမယ်နောက်ပြီးရောက်တော့
ကိုယ့်ဘက်ကနေပြီးတော့မှကုမ္ပဏီဘက်ကိုမေကွန်းပြန်မေးရတဲ့အပိုင်းလေးတွေရှိမယ်ပေါ့နော်အဲ့ဆိုတော့ဒီကုမ္ပဏီဘက်ကနေပြီးတော့မှကိုယ့်ကိုမေကွန်းလေးတွေပြန်မေးလာတဲ့အခါမှာကိုကဘယ်လိုမျိုးလေးတွေဖြေရမယ်ဆိုတာလေးတွေကိုဒီပေါ့နော်ဥပမာပုံစံလေးနဲ့ဖြေပြပေးမယ်ပေါ့နော်ပထမဆုံးပေါ့နော်ဒီမေကွန်းမေးနိုင်တာကရောက်တော့ဒီနာဆယ်ပေါ့နော်နီဟွန်တဲ့ဟာတရာခိတိုင်ဒက်စကဘာကြောင့်ဂျပန်မှာအလုပ်လုပ်ချင်တာလဲပေါ့နော်အဲ့လိုမျိုးမေကွန်းမေးလာတဲ့အခါမှာကိုကပေါ့နော်ကိုကလျှောက်တဲ့ position ပေါ့နော်သူတို့ကကိုကိုအလုပ်ခေါ်တဲ့ position ပေါ်မှာမူတည်ပြီးတော့မှဖြည့်တတ်ဖို့လေးလိုပါတယ်ပေါ့နော်ဒါပါတော့ကိုကရောက်တော့ဒီနိုင်ဆိုး16ခန်းဒီနဲ့ပတ်သက်ပြီးတော့အလုပ်လျှောက်တယ်အဲ့ဒီအတွက် interview ဖြည့်နေတယ်ဆိုလို့ရှိရင်ကိုကပြောရမှာကကိုကပေါ့နော်နိုင်ဆိုး16ခန်းဒီနဲ့ပတ်သက်ပြီးတော့ဒီစိတ်ဝင်စားမှုရှိပါတယ်ပေါ့နော်ဒီဂျပန်မှာကရောက်တော့ဒီဘယ်လိုပြောမလဲနည်းပညာတွေကလည်းပဲတိုးတက်ပြီးတော့ရောက်တော့ဒီကိုပေါ့နော်ပညာတွေအများကြီးရစီတယ်ကိုယ့်ရဲ့ level တွေကိုလည်းပဲပေါ့နော်ဒီပြီးတော့ဒီ up to date ပေါ့နော် scale တွေ level တွေကိုလည်း update လုပ်လို့ရတယ်ပြီးတော့ရောက်တော့ဒီပေါ့ဂျပန်ကဆိုလို့ရှိရင်လည်းဒီဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာတစ်ခုဖြစ်ပြီးတော့ရောက်တော့ဒီတိုးတက်နေတဲ့နည်းပညာတွေကိုကြည့်ပြီးတော့ရောက်တော့ဒီပေါ့နော်တင်ယူလေ့လာနိုင်တဲ့အခွင့်အရေးတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ဂျပန်ကိုလာကျင်နေပေါ့နော်ဂျပန်မှာအလုပ်လုပ်ချင်နေဆိုတာဖြေလို့ရတယ်နောက်ပြီးတော့ဒီကိုယ့်ရဲ့တာဝန်အသိစိတ်နဲ့ပေါ့နော်ဒီစီမင်းစည်းကမ်းတွေကိုလိုက်နာတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ရောက်တော့တာဝန်အသိစိတ်နဲ့ပေါ့နော်ဒီစီမင်းစည်းကမ်းတွေကိုလိုက်နာတဲ့ဒီဂျပန်လူမျိုးတွေနဲ့လည်းအလုပ်လုပ်ချင်နေပေါ့နော်အဲ့လိုမျိုးလေးဖြေလို့ရပါတယ်နောက်တစ်ခုကရောက်တော့ဒီပေါ့နော်အနတ္တနော်စိတ်ခတ်ခုကနန်ဒစ်ကပေါ့နော်မင်းကိုကိုတည်းကဘယ်လိုလဲပေါ့နော်ဒါမှမဟုတ်ရင်အနတ္တနော်စိတ်ခတ်ခုကိုအရှိတဲ့ကုရဆိုင်ဒီကိုတည်းကဘယ်လိုမျိုးရှိရဆိုတာကိုပြောပြပေးပါပေါ့နော်အဲ့လိုမျိုးပဲကမှကိုကပေါ့နော်ကျမကြီးကောင်းတဲ့သူဖြစ်တယ်နောက်ပြီးတော့ဒီအာယုံစစ်ဆိုင်နန်းဆန်းကောင်းတဲ့သူရှိဖြစ်တယ်နောက်ပြီးတော့ဒီကိုကပေါ့နော်ဒီပေးထားတဲ့တာဝန်သိစိတ်နဲ့ပေါ့နော်လုပ်မယ်ဆိုတဲ့ဒီပေါ့စိတ်ဆန္ဒအပြည့်ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီဖော်ရွေပြီးတော့မှကိုယုံကြည်မှုအပြည့်ရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်ပေါ့နော်ကိုရဲ့ဒီကိုသိနဲ့ပတ်သက်ပြီးတော့ရောက်တော့ဖြေလို့ရတယ်ပေါ့နောက်တစ်ခုကရောက်တော့ဒီပေါ့နော်ဂျပန်ကိုဘာကြောင့်စိတ်ဝင်စားတာလဲပေါ့နော်နာဆယ်နီဟွန်နီကျိုမျိုးမစနောကပေါ့နော်ဘာကြောင့်ဒီဂျပန်ကိုစိတ်ဝင်စားတာလဲဆိုရင်စောနကပြပြခဲ့တဲ့မိကုန်းလိုပဲပေါ့နော်ဒီဂျပန်ကဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာတခုဖြစ်ပြီးတော့ရောက်တော့ဒီပေါ့နော်တိုးတက်နေတဲ့နည်းပညာတွေကိုဒီပေါ့နော်မြင်တွေ့ပြီးတော့လေ့လာစီးပူးခြင်းတဲ့အတွက်ကြောင့်မို့လို့ဂျပန်ကိုစိတ်ဝင်စားပါတယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်နောက်တစ်ခုကရောက်တော့ဂျပန်မှာပေါ့နော်ဘယ်နှစ်နှစ်နေပြီးတော့ဘယ်နှစ်နှစ်နေပြီးတော့မှဒီသူ့ရဲ့ကုမ္ပဏီကိုဘယ်လောက်ကြာအလုပ်လုပ်ချင်မှတလဲလို့မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါမှာရောက်တော့ဒီကိုကပေါ့နော်အဲ့လိုမျိုးမေးလာတဲ့အခါမှာဆိုလို့ရှိရင်ဒီပေါ့နော်မေကွန်းကကြတော့ဒီထားပါတော့ကိုကပေါ့နော်အနာဂတ်မှာပေါ့နော်အနာဂတ်မှာဒီတိုင်းပြည်ကိုပြန်ဖို့ရှိသေးလားလို့မေးတဲ့အခါမှာကိုကပေါ့နော်ပထမအဆုံးအဲ့မေကွန်းကိုအရင်မေးလိုက်တယ်ပေါ့နော်ကိုကဘယ်လိုနာဂိုက်အိုက်တာပေါ့နော်ဒီအချိန်ကြာကြီးပေါ့ဂျပန်မှာနေပြီးတော့ဒီဂျပန်ရဲ့နည်းပညာတွေဒီအတွေ့အကြုံတွေကိုယူပြီးတော့ရောက်တော့တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးချင်ပါတယ်လို့ဖြေခဲ့ပြီးတော့မှပေါ့နော်ဒီပေါ့နော်အခုမေးလာတဲ့မေကွန်းကြီးပေါ့နော်ဒီဂျပန်မှာဘယ်နှစ်နှစ်နေပြီးတော့ကြတော့ဘလောက်ကြာအလုပ်လုပ်ချင်မှတလဲသူ့ရဲ့ကုမ္ပဏီမှာဘလောက်ကြာအလုပ်လုပ်ချင်မှတလဲဆိုတော့မေကွန်မျိုးမေးလာတဲ့ခါမှာကြတော့ထားပါဒက်ကီရပါဒက်ကီတို့ကဲတို့တက်နိုင်တလောက်လုပ်ချင်တယ်ပေါ့နော်ထိန်းနန်းထိုင်းရှုကူးမတွေဟာတရာခိတိုင်တက်ဒီပေါ့နော်တက်ပြည့်ပင်စင်ရတဲ့ဒီအလုပ်လုပ်ချင်ပါတယ်အဲ့လိုမျိုးပြောရင်တော့တိတ်ပြီးတော့မေကွန်တော့ကိုအဝနိုင်ပေါ့နော်မကိုက်ဘူးဖြစ်နေရပေါ့ပထမဦးတော့ကတော့ပြန်မယ်ပေါ့နော်ဒီဟာကျတော့တက်ပြည့်ပင်စင်ရတဲ့ဒီအလုပ်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးတွေဒီကကိုရပါတော့အဲ့ဒီအချိန်မှာကျတော့အင်တာဗျူးဖြေတဲ့အခါမှာခင်ချိုးဖြေပြောရောက်တော့ကွာရှင်းနေနောက်နေပေါ့နော်မကိုက်ညီတဲ့ခါမျိုးလည်းရှိပေါ့နော်အဲ့ရောက်တော့အဲ့လိုမျိုးမေးခွန်းလေးတွေမေးလာတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုကဒီစစ်ဆက်နဲ့စဉ်းစားပြီးတော့မှဖြေတတ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကရောက်တော့ဒီကိုယ့်ရဲ့ short နဲ့ tan short နဲ့ပြောရတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင် short
あなたの長所は何ですかあたちがパレあなたの短所は何ですかあねちがパレボノအဲ့ဆိုရင်ချော့ရှော့ပြောတဲ့ခါမှာကရောက်တော့ဒီရေးမကြည့်ဘူးဆိုပေမဲ့ထန်းရှော့ပြောတဲ့ခါမှာရောက်တော့ဗောနော်ကိုယ့်ရဲ့အားနည်းချက်ကိုအတားချက်ဖြစ်ပြောင်းလဲပြောတတ်ဖို့ရကလည်းအရေးကြီးတယ်ဗောနော်ဒါမှဗောနော်တစ်ဖက်အင်တာဗျူအာကလည်းသူကအားနည်းချက်တော့ရှိရဒါပေမဲ့အဲ့ဒီအပိုင်းလေးကလည်းပဲဗောနော်သူဘယ်လိုမျိုးဖြစ်ပြင်လိုက်ရင်တော့ကောင်းနေဗောနော်ကိုယ့်ရဲ့အတားချက်သူဘယ်လိုမျိုးဖြစ်ပြင်ဖို့စဉ်းစားနေတာပါလားဆိုတဲ့အတွေးလေးဝင်သွားပြီးတော့ကျတော့ဒီကိုယ့်အမှတ်ဖို့ရစီတယ်ဗောနော်အဲ့ကြောင့်မို့ဒီ short short ပြီးတော့ရောက်တော့ဒီ short short နဲ့ tension နဲ့ပြောတဲ့အခါမှာကြာရင်ဒီ story လေးတွေထည့်ပြောဖို့လိုတယ်ပေါ့နော်ဒီဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်私の長所は責任感が強いところですငါရဲ့ပေါ့နော်ဒီအတားချက်ကရောက်တော့ဒီတာဝန်သိစိတ်အပြည့်ရှိတယ်ဆိုတဲ့ဟာပေါ့နော်ဒါကုစားတဲ့တာရှိကောတော့တို့ချူတဲ့နာဂေတာစာစုစိုက်ကောမှာတဲ့ယာရီတိုကင်မတ်ပေးထားတဲ့တာဝန်ကိုဒီပေါ့နော်အဆုံးအထိပေါ့နော်ဒီလန်တဝက်မိုင်းရဲ့နေရာမျိုးမဟုတ်ပဲねဒီအဆုံးထိလုံးနိုင်နေပေါ့နော်အဲ့လိုမျိုးကွာဖြေလိုက်တယ်ဆိုလို့ရှင်ဒါပါတော့ကိုယ့်ကိုအင်တာဗျူးတဲ့ interview ကနေပြီးတော့မှဘယ်လိုမျိုးအကြောင်းအရာတွေကိုအဆုံးထိလုပ်ခဲ့တာလဲလို့မေးလာနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကိုကပေါ့နော်ဘာမှကြိုတင်ပြီးတော့စဉ်းစားထားတာမျိုးမရှိဘူးဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကြောင်သွားတတ်တယ်ပေါ့နော်ဘာဖြေလို့ဖြေရမှန်းမသိဘူးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကိုက story နဲ့ရှင်းပြနိုင်အောင်စဉ်းစားထားရမယ်ပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှိရင်ဒီပေါ့နော်ငါတာဝန်သိစိတ်အပြည့်ရှိတယ်ဘယ်လိုမျိုးရာတာဝန်သိစိတ်ရှိခဲ့ရလဲထားပါတော့ကိုကလွန်ခဲ့တဲ့ဘယ်နှစ်ပဲကုမ္ပဏီမှာတော့ငါ project တစ်ခုကိုလုပ်ခဲ့တယ်project ရဲ့ပေါ့နော်ပြီးဆုံးရမယ့်အချိန်ကရောက်တော့ဘယ်ကနေပြီးတော့ဘယ်ထိပဲပေါ့နော်အဲ့ဒီအချိန်အတွင်းမှာကိုကဒီစူးစမ်းပြီးတော့လုပ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီကိုယ့်ရဲ့အထက်လူကြနေပြီးတော့မှလည်းကိုကိုအတိမတ်ပြုခဲ့တယ်ကိုကလည်းအဲ့ဒီအတွက်ပေါ့နော်အရင်ကျင်းနေရတယ်ဒါကြောင့်ငါကကြတော့ဒီတာဝန်သိစိတ်အပြည့်ရှိတဲ့လူပေါ့နော်အဆုံးထိအလုပ်ကိုလုပ်နိုင်တဲ့သူဖြစ်တယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပြောရမယ်ပေါ့နော်နောက်တစ်ခု tension ပေါ့နော်ဒီ tension ပြောတဲ့အခါမှာရောက်တော့ဒီကိုယ့်ရဲ့အားနည်းချက်ကိုပေါ့နော်အတားချက်ဖြစ်ပြောင်းလဲပြောရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးအဲ့တိုင်းပဲပေါ့နော်ဒါပါတော့私のtensionは心配性なところですဒီစိတ်ပူတဲ့အရာဖြစ်တယ်ပေါ့နော်物事を何度も何度も確認してしまって時間がかかってしまうこともありますがその分ミスが少ないですဘယ်ရာကိုမဆိုပေါ့နော်အချိန်ချင်းပေါ့နော်ဒီလိုခက်ကူးနေလောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီခက်ကူးနေအချိန်ချင်းလောက်တဲ့အခါအတွက်ကကြတော့ကိုယ့်အတွက်ဘာဖြစ်လဲဆိုရင်ဒီအမှားနေတယ်ပေါ့နော်အမှားနဲ့အဲ့လိုမျိုးလေးပြောပြီးအောင်လည်းမပြီးဘူးဒါပေမဲ့ပေါ့နော်တဲမို့ဒါပေမဲ့ဒီပေါ့နော် isogino yogan test တာဒီအချိန်ပေါ့နော်ဒီလောရမယ့်အရာတွေမှာဆိုလို့ရှင်ကတော့မြန်လောရမယ့်အရာတွေမှာဆိုလို့ရှင်ကတော့ဒီခံကခခရနာယောနိအချိန်မကြာရအောင်အတွက် ochi suite time shot တဲ့ iki time တို့ခံကြတဲ့ orimas အချိန်မကြာရလေအောင်ဘယ်လိုမျိုးတွေလုပ်မယ်ဆိုပြီးတော့မှကိုကတွေးထားပါတယ်ပေါ့နော်အဲ့လိုမျိုးပြောဖို့လိုရတယ် story လေးတွေနဲ့ပေါ့နော်ဒီ short shot နဲ့ time shot နဲ့ပြောတဲ့အခါမှာ story လေးတွေနဲ့တကွာပြောပြပေးဖို့လိုအပ်ပါတယ် time shot ပြောတဲ့အခါမှာကြတော့ကိုယ့်ရဲ့အားသာချက်အဖြစ်ပြောင်းလဲပြောတတ်ဖို့ရန်အတွက်လည်းအရေးကြီးပါတယ်နောက်တစ်ခုက今の生活はどうですか大丈夫ですかအခုပေါ့နော်ဒီနေထိုင်မှုဘဝဘယ်လိုလဲပေါ့နော်ထိုင်ရင် discuss ပြင်မဲ့လားပေါ့ဒီရောက်နေတဲ့ရောက်တာကြာပြီဖြစ်တဲ့သူတွေအတွက်ကရောက်တော့大丈夫ですဖြေလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကရောက်လာကြပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီအလုပ်ပြောင်းတဲ့အခါမှာလည်းဆက်ဆရကဒီကိုယ့်ရဲ့စိတ်ခတ်စွတ်အတွက်ကကြတော့အဆင်ပြေမယ်ဒါပေမဲ့ခုမှရောက်ခါသားလူတွေအတွက်ကရောက်တော့ဒီ家賃も高いし、いろいろな税金もかかるし、だからちょっと難しい、少し大変ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဂျပန်မှာပေါ့နော်တငယ်ချင်းရှိလားပေါ့နော်နီဟွန်နီတိုမိုဒါချီကအီမတ်စကာတို့ကဆုကအီမတ်စကာလို့မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့ခါမှာရောက်တော့ဒီကိုကရှိတဲ့သူတွေကကြတော့ရှိတယ်ဖြစ်ပေါ့နော်မရှိဘူးဆိုရင်တော့မရှိဘူးဒါမှမဟုတ်ရင်လည်းအလုံးလုံးနေတဲ့တငယ်ချင်းတွေတော့ရှိပါတယ်ပေါ့နော်စီကောတိုစတေတိုမိုဒါချီကတက်ဆန်အီမတ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရပါတယ်နောက်တစ်ခုအရေးကြီးတာရောက်တော့ဒီသူတို့ရဲ့ company ကိုဘာကြောင့်အလုပ်လျှောက်ချင်တာလဲပေါ့နော်ဒီ弊社に応募したい理由は何ですかပေါ့နော်弊社に応募したい理由を教えてくださいသူတို့ရဲ့ company မှာဘာကြောင့်ဒီလျှောက်ခဲ့တယ်ပေါ့နော်အလုပ်လျှောက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုမေးတယ်ပေါ့နော်အဲ့လိုမျိုးမေးလာတဲ့အခါမှာကိုကငါဒီဘိုင်းပြင်ဆင်ထားမလဲဆိုရင်ကိုကသူတို့ရဲ့ home page ပေါ့နော် home page ကိုတည်တည်ချာချာကြည့်ထားရမယ်နောက်ပြီးတော့ဒီကိုရဲ့အလုပ်လျှောက်တဲ့ position ကဘာ position လဲဆိုတာပေါ်မှာမူတည်ပြီးတော့ကြောက်တော့အဲ့ဒီမေးခွန်းကိုဖြေတတ်ဖို့လိုတယ်ပေါ့နော်
ဒါဥပမာပြပြမယ်ဆိုလို့ရှိရင်နိုင်ဆိုဒီနိုင်ဆို16ခန်းတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးမယ်ပေါ့နော်နိုင်ဆို16ခန်းတွေနဲ့ပတ်သက်ပြီးတော့ငါကဒီစိတ်ဝင်စားမှုရှိတယ်ပေါ့နော်ငါဒီမင်းရဲ့ home page ကိုကြည့်လိုက်တဲ့အခါမှာလဲပေါ့နော်ဒီ showroom မူပေါ့နော်ဒီလိုမျိုးဒီ shopping mall တွေပေါ့နော်ဒီ hotel တွေနောက်ပြီးတော့ဒီ restaurant ပေါ့နော်စားသောက်ဆိုင်တွေနော်နောက်တော့ဆက်ရှိတဲ့ဖြင့်ပေါ့နော်ဒီ素晴らしく急な内装のプロジェクトを見つかりました。ပြောင်မြောင်းလာတဲ့ဒီ内装 project တွေကိုတွေ့ခဲ့ရတယ်ပေါ့နော်။နောက်ပြီးတော့ဒီပေါ့နော်မင်းတို့ရဲ့ကုမ္ပဏီကနေပြီးတော့မှဒီနည်းပညာတွေပေါ့နော်ဒီနည်းပညာတွေကိုကြည့်ပြီးတော့ရောက်တော့ငါကဒီအရှင်ကသင်ယူခဲ့တဲ့ဒီskill တွေပေါ့နော်ဒီကျွမ်းကျင်မှုတွေရဲ့ပြီးတော့ဒီအတွေ့အကြုံတွေရဆိုလို့ရှိရင်ဒီပေါ့နော်အလုပ်အတွက်ငါ့ကိုရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်မင်းရဲ့ကုမ္ပဏီအတွက်ပေါ့နော်အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ငါဒီအလုပ်ကိုရှောက်ခဲ့ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရပါတယ်နောက်တစ်ခုရောက်တော့ဒီငါတို့ကုမ္ပဏီကနေပြီးတော့မှမင်းကိုခန့်တဲ့အခါမှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေရနိုင်လဲပေါ့နော်あなたを採用したらどのようなメリットがありますかလို့မြင်လာနိုင်တယ်အဲ့လိုမျိုးမေးတဲ့အခါမှာကြာရင်ဒီဘယ်လိုမျိုးလေးဖြေလို့ရလဲဆိုရင်ပေါ့နော်正直なところပုံမှန်လင်းလင်းနဲ့ရိုးရိုးသားသားပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဝန်စားကစားကစတဲ့ဤတို့မင်းကုမ္ပဏီကရှားနေတဲ့ပေါ့နော်ဒီ skill တို့ကိတ်ကန်ပေါ့နော်ဒီကျွမ်းကျင်မှုတွေရဲ့ပြီးတော့ဒီအတွေ့အကြုံတွေရဲ့ကဆိုလို့ရှိရင်တော့ငါမှရှိတယ်ပေါ့နော်ငါမှရှိတယ်အဲ့ဒါကြောင့်မို့လို့ငါကအရင်ကတင်ယူလေ့လာခဲ့တဲ့ဒီအတွေ့အကြုံတွေရဲ့ပြီးတော့ဒီကျွမ်းကျင်မှုတွေရဲ့ကဒီပေါ့နော်ဒီအလုပ်ခွင်အတွက်ငါ့ကိုရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်ဒီမင်းရဲ့ကုမ္ပဏီအတွက်ပေါ့နော်အထောက်အကူဖြစ်စေမယ်လို့ငါယုံကြည်ပါတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြေလို့ရတယ်နောက်ထပ်ကကြတော့ဒီ home page မြမစတာကလို့မေးတယ်ပေါ့နော်မေးလာနိုင်တယ်ပေါ့ဒီသူတို့ရဲ့ home page ကိုကြည့်ပြီးပြီလားပေါ့နော်ဒီပေါ့နော်တယောက်ကသူ့ရဲ့ဒီကုမ္ပဏီကိုဘယ်လောက်ထိစိတ်ဝင်စားလဲဆိုတာကိုသိချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့မိကွန်လေးလည်းမေးလာနိုင်တယ်ပေါ့နော်အားကြောင့်မလို့ဒီ interview မဖြေခင်မှာသူရဲ့ website ပေါ့နော် home page ကိုတည်တည်ချာချာလေးပေါ့နော်ကြည့်ထားပေးဖို့လိုအပ်ပါတယ်ဒီကုမ္ပဏီကဆိုလို့ရှိရင်ဘယ်နှစ်ခုနှစ်ကတည်ထောင်ထားတာလဲဝန်ထမ်းဦးရေကဘယ်လောက်ရှိလဲဒီပေါ့နော်စာကြောနိုင်ရောပေါ့နော်ဘယ်လိုမျိုးအလုပ်တွေကိုလုပ်နေတာလဲပေါ့နော်အဲ့လိုမျိုးပေါ့နော်စစ်လေးပေါ့နော်ကြည့်ထားပေးဖို့လိုအပ်ပါတယ်အဲ့ဒါမှသူမေးလာတဲ့မိကုံကိုဖြေနိုင်မှာဖြစ်ပါတယ် Hi Master ပေါ့နော်ဒီပေါ့နော်ဝန်ရှာဝမင်းတို့ရဲ့ကုမ္ပဏီဆိုလို့ရှိရင်ကိုကုနိုင်တဲ့စေခိုစတာစပရာရှိခိုင်ရှာဒက်စတီနိုင်ငံရဲ့အတွင်းမှာအောင်မြင်မှုရနေတယ်ပေါ့နော်ဒီပြောင်မြောက်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းသူ့ရဲ့ကုမ္ပဏီဆိုလို့ရှိရင်ဒီဗီယက်နမ်ဒါမှမဟုတ်ရင်ဒီစင်ကာပူအဲ့လိုမျိုးနေရာတွေမှာပေါ့နော်သူအောင်မြင်မှုရနေတယ်ဆိုလို့ရှိရင်ကတော့ကိုကုနိုင်ရောကိုကုကန်ရောမှာပေါ့နော်ဒီအောင်မြင်မှုရနေတဲ့ဒီကုမ္ပဏီတစ်ခုဖြစ်တယ်ဆိုတာကိုသိခဲ့ရတယ်ပေါ့နော်ဥပမာနဲ့အဲ့လိုမျိုးလေးတွေဖြေလို့ရတယ်နောက်တစ်ခုရောက်တော့ဒီအရင်ကအလုပ်ကဘာကြောင့်ထွက်ခဲ့တာလဲမြန်မာဘက်ကနေပြီးတော့မှဂျပန်ဘက်ကိုလာမဲ့သူတွေတော့အဲ့ဒီမြေကွန်မေးတာကတော့ရှားလိမ့်မယ်ပေါ့နော်ဒီမြန်မာကနေလာတဲ့သူတွေအတွက်ကတော့မေးခွန်းမမေးနိုင်ဘူးဆိုပေမဲ့ဒီဂျပန်မှာအလုပ်ပြောင်းတဲ့သူတွေအတွက်ကကြတော့မေးကိုမေးတယ်ပေါ့နော်အဲ့မေးခွန်းကဘာကြောင့်ဒီအလုပ်ကိုထွက်တာလဲထွက်ချင်တာလဲပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါမှာရောက်တော့ဒီဥပမာအနေနဲ့ပြပြမယ်ဆိုလို့ရှင်ကိုကထားပါတော့ဟက်ခန်းဝန်ထမ်းဖြစ်နေတယ်ပေါ့နော်စိတ်ရှာရင်ဝန်ထမ်းကိုပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီဟက်ခန်းဝန်ထမ်းကရောက်တော့ဒီကုမ္ပဏီတစ်ခုထဲမှာရေရှည်လုပ်နိုင်တဲ့အခွင့်အရေးကနေတယ်ဒါကြောင့်မို့လို့ဒီကိုယ့်အတွက်ရေရှည်ဖြစ်တယ်ပေါ့နော်ဒီကုမ္ပဏီတစ်ခုထဲမှာရေရှည်လုံနိုင်တဲ့အခွင့်အရေးရှိတယ်ပေါ့နော်ဒီရေရှည်အလုပ်ကိုပဲရွေးချယ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်အလုပ်ကိုထွက်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်နောက်ထပ်တစ်ခုကဘယ်လိုမေးသေးလဲဆိုရင်မေးနိုင်တာလဲဆိုလို့ရှိရင်ဂျပန်ရဲ့ business manner ဆိုတာကဘာလဲလို့မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးလာတဲ့ခါမှာဆိုလို့ရှိရင်ကကြတော့ဒီပေါ့နော်ဂျပန်ရဲ့ business manner ကဘာတွေရှိလဲဆိုလို့ရှိရင်အရေးကြီးဆုံးကကြတော့၃ခုရှိရပေါ့နော် ISAS ရှိမယ်ထိန်းနေပေါ့နော်ဒီ Sonke ပေါ့ရင်းကြီးပြောရတာရှိမယ်နောက်ထပ်အပိုင်းကရောက်တော့ဒီပေါ့
လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင် Horan ဆိုပေါ့နော် Hokoku Ran Raku Sodan ဆိုပြီးတော့ရှိမယ်ပေါ့နော်အဲအကြောင်းမို့လို့ဒီ business manner နဲ့ပတ်သက်ပြီးတော့လည်းမေးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေးတွေလည်းသိထားဖို့လိုအပ်တယ်ပေါ့နော်ဒီဂျပန်မှာအလုပ်ပြောင်းမဲ့သူတွေအတွက်ကကြတော့တိပြီးသားဆိုပေမဲ့ပေါ့နော်ဒီမြန်မာဘက်ကနေပြီးတော့မှအလုပ်လာလုပ်မဲ့သူလေးတွေကြတော့မသိသေးဘူးဖြစ်တဲ့အတွက်ကြောင့်ပြောပြပေးမယ်ပေါ့နော်ဒီဂျပန်မှာကြတော့ပေါ့နော်ဒီအလုပ်ဒီ company ကိုရောက်ပြီဆိုတာနဲ့ပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ senior junior ပဲဖြစ်ဖြစ်တွေ့တဲ့အခါမှာပေါ့နော်ဒီရှာချောတထေးပဲဖြစ်ဖြစ်တွေ့တဲ့အခါမှာဆိုရင်နှုတ်ဆက်ရတယ်ပေါ့နော် Ohayo gozaimasu အဲ့လိုမျိုးနှုတ်ဆက်ရတယ်ပြီးတော့ဒီနေကင်းဘက်တွေမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ကိုနဲ့တွိုင်းလက်ရှိမှာပဲတွေ့တာဖြစ်ဖြစ်ဒီဈေးဝယ်သွားလို့မလန်းမှာပဲဖြစ်ဖြစ်ပေါ့နော်တွေ့တဲ့အခါမျိုးမှာဆိုရင် Oscar Samares ပေါ့နော်ပြန်တဲ့အခါမှာလည်းပေါ့နော်ဒီ Kairu Toki ပြန်တဲ့အခါမှာဆိုလို့ရှိရင်လည်းပေါ့နော်Oscar Samares တာကိုကအရင်ပြန်မယ်ဆိုရင်လည်း Osaka ni Shizure mas ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့မှပြန်ရတယ်ပေါ့နော်အားကြောင့်မို့လို့ Aisas ကလည်းအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ထိန်းနေကကြတော့ဒီဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ဒီတထေးပေါ့နော်အထက်လူကြီးရှိမယ်ဒီကြတော့ဒီစမ်းပိုင်းရှိမယ်ပေါ့နော်ကိုယ့်ရဲ့ဒီ client တွေရှိမယ်ဒီ okaku sama ဧည့်သည်တွေရှိမယ်ပြီးတော့ဒီဈေးဝယ်တဲ့အခါမှာပေါ့နော်ဆိုင်တွေရှိမယ်ပေါ့အဲ့လိုမျိုးပြောအဲ့လိုမျိုးတွေရှိတဲ့အခါမှာဆိုရင်စကားပြောဆိုတဲ့အခါမှာကျတော့ကိုယ့်ဘက်ကနေပြီးတော့တက်နိုင်ဆုံးပေါ့နော်ဒီတိန်းနေဖောင်ပေါ့နော်ရင်ကြီးကြီးနဲ့ပြောတာကလည်းဒီ business manner ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ Horan ဆိုပေါ့နော် Hokoku Ran Raku Sodan ပေါ့နော်ဒီအလုပ်ခွင်မှာကြတော့အဲ့ဒါကလည်းအရေးကြီးတယ်ပေါ့နော်ဒီပေါ့နော်ဒီကိုကတခုခုလုပ်ပြရဆိုလို့ရှိရင်ဒီအထက်လူကြီးကိုစီရင်ခံစားတင်ရတယ်ရကြတော့အကြောင်းကြားရတယ်ကိုကနားမလဲရတခုခုရှိရဆိုလို့ရှိရင်ကိုယ်တိုင်ဆုံးဖြတ်ချက်မချဘဲနဲ့ပေါ့နော်ကိုရဲ့အထက်လူကြီးတွေစံပိုင်းနေနဲ့ဒီတိုင်ပင်ပြီးတော့လုပ်ရတဲ့ပိုင်းတွေရှိမယ်အဲ့ဒါတွေကလည်းပဲပေါ့နော်ဒီဂျပန်ရဲ့ business manner တွေမှာဆိုလို့ရှိရင်အရေးကြီးတဲ့ပိုင်းပါတယ်ပေါ့နော်အဲ့ဆိုအဓိကအရေးကြီးတာကြတော့ဒီပေါ့နော် Aisas ရှိမယ် trainer ရှိမယ်နောက်ပြီးတော့ဒီHoran ဆိုပေါ့နော် Hokoku Ran Raku Sodan ရှိမယ်ပေါ့နော်အဲ့တုံးကတော့ business manner တွေမှာအရေးကြီးဆုံးလို့ထင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီအခုအချိန်ဒီအလုပ်လုပ်ခဲ့တဲ့အထဲမှာဘယ်အရာကဒီအကောင်းဆုံးလုပ်နိုင်တဲ့အရာလဲပေါ့နော်これまでの仕事の経験でပေါ့နော်ဒီပေါ့နော်どのようなことが得意ですかလို့မေးလာနိုင်တယ်ဘယ်လိုမျိုးအကြောင်းအရာကအကောင်းဆုံးလုပ်နိုင်တဲ့အရာလဲလို့မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါမှာရောက်တော့ဒါကကြတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတော်ဆုံးပိုင်းနဲ့ပတ်သက်ပြီးတော့ဖြေလို့ရတယ်ပေါ့နော်ထားပါတော့ကိုကဒီ concrete နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တာလားတက်ကင်းပေါ့နော်ဒီ street river ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တာလားကိုက design ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တာလားဒါမှမဟုတ်ရင်ကိုကဒီ estimate ပေါ့နော်ဒီ osmos mismori ပေါ့နော် mismori ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တာလားအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ကျွမ်းကျင်တဲ့အပေါ်မှာလိုက်ပြီးတော့ပေါ့နော်ဒီဖြေလို့ရတယ်ပေါ့နော်ဥပမာနဲ့ပြောရမယ်ဆိုရင်တော့ဒီ concrete ဘိုင်းမှာတော့ကျွမ်းကျင်တယ်ပေါ့နော်ဒီဘယ်လိုပြောမလဲနာမကောနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးတွေစစ်ခဲ့ရတယ်ကိုကနေပြီးတော့မှဘယ်လိုမျိုးဒီ site ထဲမှာဆိုလို့ရှင်လဲ concrete လောင်းတဲ့အခါမှာဘယ်လိုမျိုးတွေစစ်ဆေးရတယ်အဲအကြောင်းမလို့ဒီ concrete နဲ့ပတ်သက်ပြီးတော့ငါကတော့ပို့ပြီးကျွမ်းကျင်ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်နောက်ထပ်တစ်ခုကရောက်တော့ဒီအစာအုပ်စောက်တဲ့အခါမှာဘာကအရေးကြီးဆုံးလဲလို့မေးလာနိုင်တယ်ပေါ့နော်အဲ့ဆိုတော့ဒီကိုကအရေးကြီးဆုံးလို့ထင်တဲ့အရာကိုဖြေလို့ရတယ်ပေါ့နော်ဟုတ်တယ်ဥပမာအနေနဲ့ဖြေပြမယ်ဆိုလို့ရှင်ကတော့ဒီအဆောက်တဲ့အခါမှာဘာအရေးကြီးလဲမေးလာတဲ့အခါမှာဆိုလို့ရှင်ဒီပေါ့နော်ထတဲ့မွန်တို့တန်နီစကူရိုနိုတေဝနာကုအဆောက်အဦကိုလွယ်လွယ်ကူကူနဲ့ဆောက်လိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ဒီတကိုင်ဟင်းရှိဆိုတဲ့ဒီအရေးသွေးကောင်းနေရာတွေကိုတုံးပြီးတော့ပေါ့နော်ဒီပေါ့နော်လီယိုရှာနီစကိုင်းကတဲ့ကိုအီမိုနိုကိုစကူရိုအကဲရူနိုဒက်စ်ပေါ့နော်ဒီရေသွေးကောင်းပြီးတော့ရောက်တော့ဒီရေသွေးကောင်းနေပေါ့နော်ဒီဆောက်လုပ်ပေးနိုင်တာကလည်းအရေးကြီးတယ်ပေါ့နော်နောက်ပြီးတော့ဒီတတဲ့မွန်တို့ကနာကာမိုချီဆူရုနောကတိုင်စစ်ဆိုတဲ့ဒီအဆောက်အဦဆိုတာကရောက်တော့ဒီရေရှိခံနိုင်မှုရာကလည်းပေါ့နော်အရေးကြီးတယ်ပေါ့နောက်ထပ်တစ်ခုကပစ္စည်းသုံးနိုင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ sky yasi mono de wana ကဲတွေပါဒီသုံးလို့လွယ်လွယ်ကူကူမဖြစ်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒီလီယိုရှာနီတိုတက်စတိုရက်စုကအာရီမတ်ပေါ့ဒီအသုံးပြုတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ stress တွေရှိလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကရောက်တော့ဒီ okya kusama နော် ansan တို့ anshin ပေါ့နော်ဒီ baking လုံခြုံမှုတွေရှိရမယ်နောက်ပြီးတော့ဒီစအေးသက်သာရရှိစေရမယ်ပေါ့နော်အဲဆိုဒီဘက်ကအရေးကြီးဆုံးလည်းမေးလာတယ်ဆိုလို့ရှင်ကတော့ဒီရေသွေးကောင်းနေရေသွေးကောင်းရမယ်နောက်ပြီးတော့ဒီပစ္စည်းတွေထားပေးတဲ့အခါမှာဆိုလို့ရှင်လည်း300လွယ်ကူတဲ့ပစ္စည်းတွေဖြစ်ရမယ်နောက်ပြီးတော့ဒီဧည့်သည်တွေဒီပေါ့နော် client ပေါ့နော်ကိုယ့်ရဲ့ client ကိုဒီ
ပေါ့နော်စိတ်အေးသက်သာရရှိပြီးတော့ကြတော့ဒီဘေးကင်းနဲ့အစာအုပ်တစ်ခုဖြစ်ရမယ်ပေါ့နော်အဲ့ဒါတွေကတော့အရေးကြီးတယ်လို့ထင်ပါတယ်ပေါ့နော်ပုံမှန်အနေနဲ့အဲ့လိုမျိုးလေးတွေဖြေလို့ရပါတယ်နောက်တစ်ခုကရောက်တော့ဒီလုပ်ငန်းခွင်မှာဘယ်ကအရေးကြီးလဲပေါ့နော်မေးလာနိုင်တယ်အဲ့လိုမျိုးမေးလာတဲ့ခါမှာဆိုရင်ကတော့ဒါကိုယ့်ရဲ့ထင်မြင်စာချက်တိုင်းဖြေလို့ရတယ်ပေါ့နော်ဒါပါဒီလုပ်ငန်းခွင်မှာဆိုလို့ရှိရင်အရေးကြီးတာကကြတော့ဒီ team work ကောင်းရမယ်တို့ leadership skill တွေရှိရမယ် communication skill တွေဘယ်လိုကောင်းရမယ်ပေါ့နော်အဲ့ဒါတွေကတော့ဒီလုပ်ငန်းခွင်တဲ့အရေးကြီးတယ်လို့ထင်ပါတယ်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရတယ်နောက်တစ်ခုကရောက်တော့ဒီကိုယ့်ရဲ့ career plan ပေါ့နော်ဒီ career plan ကဘယ်လိုမျိုးရှိလဲပေါ့နော်ဒီဘယ်လိုမျိုးထိသွားချင်တာလဲပေါ့နော်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ career plan ကိုပြောပြပေးပါလို့မေးလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမေးလာတဲ့အခါမှာဆိုလို့ရှိရင်တော့ကိုကဖြစ်ချင်တာပေါ့နော်ဒီအနာဂတ်မှာဖြစ်ချင်လဲဒီ company နဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးလေးတွေစိတ်ကူးထားတဲ့ပုံမှာမူတည်ပြီးဖြေလို့ရပါတယ်ထားပါတော့ဒီအလုပ်ဝင်တာ3နှစ်အတွင်းမှာပဲကိုကN1 အောင်ဖြေမယ်ဒါမှမဟုတ်လည်းဒီ NICU ရှိခါခုကိုယူမယ်ပြီးတော့လုပ်ငန်းအခွင့်မှာတယောက်တည်းဥဆောင်နိုင်တယ်ပေါ့နော် leader ဖြစ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုရည်မှန်းထားတဲ့အတိုင်းလေးပေါ့နော်ဒီ company နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တာလေးတွေကိုဖြေလို့ရပါတယ်အဲ့ဒါကရောက်တော့ဒီပေါ့နော်interview မေးတာနဲ့ဒီမိကွန်းလေးတွေမေးလာတဲ့အပိုင်းနဲ့ပေါ့နော်ကိုယ့်ဘက်ကနေဘယ်လိုမျိုးလေးတွေပြန်ဖြေရတဲ့အပိုင်းပေါ့နော်အဲ့ဒါပြီးသွားပြီဆိုလို့သူတို့ဘက်ကနေပြီးတော့မှမေကွန်းလေးတွေလည်းမေးပြီးသွားပြီကိုဘက်ကနေပြီးတော့မှသူတို့မေးတဲ့မေကွန်းလေးတွေလည်းစူးစမ်းပြီးတော့ဖြည့်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်သူကနေပြီးတော့မှကိုပြန်ပြီးတော့မေးမယ်ပေါ့နော်ရှစ်စွန်မရှိလားပေါ့နော်နာနီကရှစ်စွန်မအရီမတ်ကဒီမေကွန်းတစ်ခုခုမေးစရာရှိလားလို့မေးတယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါမှာဆိုလို့ရှိရင်9 test လို့ဖြေတာကြီးရကြတော့မကောင်းဘူးပေါ့နော်ဒါကြောင့်မလို့မို့ကိုကဒီ interview မဖြေခင်မှာဆိုလို့ရှိရင်သူတို့ရဲ့ website ကိုကြည့်ထားရမယ်ပြီးတော့ကြတော့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးလေးတွေဒီမေးရမယ်ဆိုတဲ့ဟာလေးတွေကိုစဉ်းစားပြီးတော့ထားရမယ်ပေါ့နော်ဒီလစာရေးပတ်သက်လစာရေးနဲ့ပတ်သက်တာတို့ဒီအိမ်ကိစ္စရေးနဲ့ပတ်သက်တာဒီမေးတာကရောက်တော့ပေါ့နော်တိတ်ပြီးတော့မကောင်းဘူးလို့ထင်တယ်ပေါ့နော်သူတို့ရဲ့အလုံးနဲ့ပတ်သက်တာမေးတာကကြတော့ပို့ပြီးတော့အဆင်ပြေတယ်လို့တော့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလူတယောက်ကသူတို့ရဲ့အလုပ်သူတို့ရဲ့ company ပေါ်မှာဘယ်လောက်ထိစိတ်ဝင်စားမှုရှိရဆိုတာကိုပြချင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့မေးခွန်းလေးတွေကိုမေးတာပို့ပြီးတော့တင်တော်မယ်လို့ထင်ပါတယ်ဥပမာပြင်ပြောမယ်ဆိုရင်ကကြောက်တော့ဒီမင်းကုမ္ပဏီမှာလောက်ရခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ရေရှည်လုပ်ဖို့အတွက်စီစဉ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမင်းကုမ္ပဏီမှာရေရှည်လောက်ရတဲ့သူပေါ့နော်ရေရှည်လုပ်နိုင်တဲ့သူကဆိုလို့ရှိရင်ဘယ်လိုမျိုးလူဖြစ်တာလဲပေါ့နော်အဲ့လိုမျိုးမေးခွန်းလေးတွေမေးလို့ရတယ်ဝန်ဆာနီニューシャしたら長く働きたいと思っていますがဒီ長く続く人はどんな人ですかပေါ့နော်အဲ့လိုမျိုးမေးလို့ရတယ်နောက်တစ်ခုကရောက်တော့ဒီပေါ့နော်ဘယ်လိုမျိုးမေကွန်းလေးမေးလို့ရသေးလဲဆိုလို့ရှင်ကရောက်တော့အလုံးနဲ့ပတ်သက်တဲ့မေကွန်းလေးတွေပေါ့နော်ဒီမြို့ကုမ္ပဏီမှာလောက်ရခဲ့မယ်ဆိုလို့ရှင်ဒီပေါ့နော်အလုံးမဝင်ခင်အထင်ကဒီကုမ္ပဏီကနေပြီးတော့မှလုံနေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ရောက်တော့ပို့ပြီးတော့လေ့လာထားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခုလက်တလုံးမှာတော့ဘယ်လိုမျိုးအလုပ်တွေကိုလုပ်နေတာလဲပေါ့နော်ဒီတာတဲမွန်နော်ကိုဆိုပေါ့နော်ဒါပါတော့အစာဦးရဲ့ဒီ structure ဘိုင်းနဲ့ပတ်သက်ပြီးတော့ရောက်တော့ဒီ RC ဆိုလား SRC ဆိုလားမခုဆိုလားပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဘယ်လိုမျိုးဒီကိုဆိုးနဲ့ပတ်သက်ပြီးတော့လုပ်နေတာလဲပေါ့နော်ငါလေးလာထားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးမိကွန်းလေးတွေမေးလို့ရပါတယ်အဲ့ဆိုတော့ဒီသူတို့ဘက်ကလည်းမိကွန်းလေးတွေမေးတာကိုကိုဘက်ကလည်းတက်နိုင်ဆုံးစူးစမ်းပြီးတော့ဖြည့်ပြီးသွားပြီကိုဘက်ကနေပြီးတော့မှဒီမေးခွန်းလေးတွေကိုလည်းပြန်မေးပြီးလို့သူတို့ဘက်ကလည်းဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအင်တာဗျူးနဲ့ပတ်သက်တာကကြတော့ဒီပြီးသွားပါပြီဆိုတော့ဒီဗီဒီယိုလေးဆိုလို့ရှိရင်ဒီပေါ့နော်အင်တာဗျူးဖြေဖို့အတွက်ဒီစူးစမ်းနေကြတဲ့သူလေးတွေအတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်